မှာအဖိုးတို့ဖော်လို့အချားမရနေပြီပေါ့ဘလို့တော့မေပဲဟုတ်လားသမီးရေတော့တကယ်တွေ့လိုက်တာတကယ်သိနေတယ်သူ့တော့ပုံလေးမှာသူ့မျိုးနဲ့ချက်ချင်းနဲ့ကိုတွေ့လိုက်တာရှင်ချင်းဆိုင်နေသူတွေထွက်သွားကြဒီကလေးမအသေးဆုံးနဲ့သိရနေတယ်ကံကြမ္မာကသတ်မှတ်ထားတာကိုပြုတ်ပြလို့မရဘူးဆိုတာအားလုံးလက်ခံရမယ်ဒီကံကြမ္မာဆိုးတွေကိုကြော်လွှားနိုင်မယ်အခြေအနေတစ်ခုများမရှိဘူးလားခင်ဗျာမရှိဘူးလို့လေဘသူမှကဲတင်လို့မရဒါတတ်မှတ်ချက်အဖိုးရဲ့အမြင်မှာလဲမေတော်ကြီးနဲ့ထပ်တူပဲဦးလေးရဲ့ဟောခင်းရတယ်ဒီတိုင်းပဲဒီလေးဟောကင်းအောင်အတူတူပဲလားအမရဲ့ကံကြမ္မာကတကယ်ကိုရှုပ်ထွေးနေတယ်ပြောပြလို့မရနိုင်နဲ့အဖြစ်ပြက်စိုးတွေကိုမြင်နေရတယ်အမကတကယ်ကိုဆိုးရွားလို့နဲ့အငြင်းဆိုးခြင်းနဲ့တွေ့ကိုတွေ့ရလိမ့်မယ်အဲ့လိုလို့ရှိရင်ဘယ်တော့ဒီပါဘယ်ဒီအကယ်ရလာတော့မှာပေါ့နော်ဘယ်ရတော့တယ်ဘယ်တော့ဘယ်ကိစ္စဘာမှမကြောက်နဲ့တဲ့လားဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးနော်လူလေးဦးရုရဲ့တရုံမှာညံပူစော်ကားကိုငွေ1000ထက်ပိုမယူပါဘူးဒီနေ့ကအထူးဟောကိန်းလေးဖြစ်တဲ့အတွက်အခမဲ့ဟောပေးတာဖြစ်ပါတယ်လူလေးရဲ့ပတ်စံကိုပြန်သွားလိုက်ပါမင်းတို့စောင့်ကြည့်နေကြသူ့အတွက်ကံကြမ္မာသိုးတွေမကြာခင်ရောက်လာလိမ့်မယ်
ဟုတ်ကဲ့နေမှန်းတယ်မဟုတ်လား ကိုဒီဘက်ကခေါ်လိုက်တော့ ဟဲ့ဟိုကျစင်မင်းအောင်မဖြစ်ရသေးဘူးလေကျစင်ကိုပြပြပါအောင် မင်း ရှင်ဘာလို့လာဆွဲရလဲတော်ရင်ကျေးမှုမရှိရလူပဲ မင်းကဘာလို့မေးပက်တော့လိုက်နေရလဲ ဟာခုနပြောပြီးလေရှင်မကြားလိုက်ဘူးလားဟုတ်ကဲ့နေမှလားသိချင်လို့လိုက်မင်းနေဆိုဘယ်တစ်ခါပြောရမလဲ ဟာမင်းစရာတော့မလိုပါဘူးကွာအားလုံးကလုံးဆက်တည်ကြီးပဲမှန်လားမှန်လားပြောစရာတော့မလိုလား ဘာရှင်အဲ့လိုပြောလို့မရဘူးကျမတို့အိမ်ကဘယ်ဒီဟောလာနှစ်နဲ့ချီနေပြီအားလုံးကလည်းမှန်တယ်ဆိုတော့လာမင်းနေကြရလေရှင်ပြောလို့ဆိုရင်ဘယ်တော့လာမင်းတော့မှလဲ ဟာလေတိတ်ကိုမှန်တယ်ဟုတ်လားမေးပြောတော့တိတ်ကိုဘေးတွေဘေးချင်တဲ့အချိန်ပန်းကလည်းသူ့ရှိတဲ့တဲ့ကိုပြုတ်ကျလာတာဆိုတော့တိတ်ကိုတိုက်မဆန်ဘူးဟမ် ရှင်ယောက်ျားမဟုတ်ရဲ့လား ဘာမင်းနော်မင်းမိန်းမဖြစ်နေလို့ ဒီမှာကျမတို့ဟောခဲ့အောင်ဘယ်လာမေးသူအများကြီးပဲရှင်းလိုက်မြင်တာပဲရှင်းမှာဘယ်လာမေးနေတဲ့သူတွေကိုနောက်ပြီးတော့ပန်းကလည်းမေရှိမှမကြသွားလေဘာလို့ချားသူတွေရှိကိုမကြလဲနောက်ပြီးဒီလိုအထူးဟောခဲ့ဆိုတာလူတိုင်းကြုံလို့ရမှာမဟုတ်တာ သွားစမ်းမှာအားတော့လုံးဆက်တည်ကြီးပဲတခုမှအယုံကြည်မရှိဘူး ဒီမှာကျမကတော့လေဒါကိုထူးခြားတဲ့ကံကြမ္မာဖန်တီးထားတဲ့တိုက်ဆိုင်မှုလို့ထင်တာပဲဘာလဲရှင်းကြောက်နေရလားအင်းမလေးမှန်နေရောလေကြောက်ကန်နေမှာပေါ့ မင်းကဘာသိလို့လဲ ရှင်းရရောဘာကြောက်နေရလဲဟာဟဲ့လက်သွားပဲမောင်လေးရယ်ဘယ်ုံနဲ့ရောက်နေရလဲမင်းမြတ်ဘာကိုကြည့်နေရလဲ